အားလုံးပဲမင်္ဂလာပါခင်ဗျ The Bodash Era TBE YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel ကနေဖျားရှင်လက်ထက်တုန်းကဖြစ်ပျက်ခဲ့တဲ့စိတ်ဝင်စားဖွယ်ရာဝတ္ထုဇာတ်လမ်းလေးတွေကိုပုံမှန်တင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာဒီတစ်ခါတင်ဆက်ဖို့ရွေးချယ်ထားတာကတော့မာဂန္ဒီမိဖုရားနဲ့တာမာဝတီမိဖုရားတို့ကြားကဒေါသအာဃာတတွေမေတ္တာတရားတွေရဲ့ရှင်ပြိုင်မှုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာဥဒင်နာမင်းနဲ့သူ့ရဲ့မိဖုရားတွေအကြောင်းကိုတင်ဆက်ထားပြီးသားရှိတာကြောင့်တွားရောက်နားဆင်ခံစားနိုင်ပါတယ်ခင်ဗျဒါဆိုဒီနေ့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ကောတံပီပြည်မှာဂေါတကတထေကုကုဒတထေပါဝါရိကတထေဆိုပြီးတော့တထေ၃ဦးရှိပါတယ်သူတို့၃ဦးဟာဘုရားရှင်ရဲ့တရားကိုနာယူပြီးနောက်တရားထူးရသွားကြပြီးတော့ဘုရားရှင်သာသနာအတွက်ကျောင်းတော်ကြီးတွေဆောက်လုပ်လှူဒါန်းကြပါတယ်ဂေါတကတထေကဂေါတိတာယုံကျောင်းကုကုဒတထေကကုကုတာယုံကျောင်းပါဝါရိကတထေကပါဝါရိကယုံကျောင်းဆိုပြီးတော့လှူဒါန်းကြပါတယ်မြတ်စွာဘုရားကတထေ၃ဦးရဲ့ကျောင်းမှာအလှည့်ကျသတင်းသုံးပြီးတထေတွေရဲ့ဆုံးကတ်လှူဒါန်းမှုကိုလက်ခံကသူတို့ရဲ့တရားကိုချီးမြှောက်တော်မူပါတယ်တထေ၃ဦးစီမှာအလုံးလုံးနေတဲ့သူမနလို့ခေါ်တဲ့ပန်းတယ်တယောက်ရှိပါတယ်သူမနပန်းတယ်ကသူ့အိမ်မှာလည်းဘုရားရှင်ကိုဆုံးကတ်ခြင်းကြောင့်တထေ၃ဦးကိုခွင်တောင်းပြီးတော့ဘုရားရှင်ကိုဆုံးကတ်ပေးပါတယ်အဲ့ဒီအချိန်ခါကာလဥဒိဏဘုရင်ကတာမာဝတီမိဖုရားအတွက်တရက်တာပန်းဖို့အတပြား၈ချက်ပေးပါတယ်ခိုးစုတ်တရာလို့ခေါ်တဲ့တာမာဝတီမိဖုရားရဲ့ကျွန်မတယောက်ကတာမာဝတီမိဖုရားအတွက်သူမနပန်းတယ်စီမှာပန်းဝယ်ပြီးတော့ဆက်သားရပါတယ်ပန်းဝယ်တဲ့အခါတိုင်းအတပြား၄ချက်ကိုခိုးထားပြီးတော့မိဖုရားအတွက်၄ချက်ဖို့ပဲပန်းဝယ်လေးရှိပါတယ်သူမနပန်းတယ်ဘုရားရှင်ကိုဆုံးကတ်မဲ့နေ့မှာတော့ပန်းလာဝယ်တဲ့ခိုးစုတ်တရာကိုဒီနေ့ကဘုရားရှင်ကိုဆုံးကတ်မှာမို့ဘုရားရှင်ကိုပန်းတွေနဲ့ပူဇော်မှာဖြစ်ကြောင်းဆုံးကတ်တရားနာပြီးတဲ့အထိစောင့်ပြီးတော့ပိုတဲ့ပန်းတွေကိုပေးလိုက်မည်ဖြစ်ကြောင်းပြောပြီးခိုးစုတ်တရာကိုလည်းသူ့ရဲ့ဆုံးကတ်ပွဲမှာဖိတ်ကြားလိုက်ပါတယ်ဘုရားရှင်နဲ့တန်ဃာတော်တွေကြွလာလို့ဆုံးဖုံးပေးပြီးတဲ့အခါဘုရားရှင်ကဆုံးအနုမောဒနာတရားဟောတော်မူပါတယ်ဘုရားရှင်ရဲ့တရားကိုနာကြားရင်ခိုးစုတ်တရာကသောတာပန်ဖြစ်သွားပြီးတော့တရားပွဲပြီးတဲ့အခါပန်းပိုးတွေက၄ချက်ကိုမခိုးတော့ပဲရှိချက်ဖို့အပြည့်ဝယ်သွားလိုက်ပါတော့တယ်။တာမာဝရီမိဖုရားကခါတိုင်းထက်ပန်းတွေပိုများနေတာကြောင့်ဘုရင်ကြီးကပန်းပိုးတွေပိုပေးသလားလို့မေးတော့မဟုတ်ပါဘူးလို့ဖြေပါတယ်။ဒါဆိုပန်းတွေကဒီနေ့ဘာလို့များနေတာလဲလို့ထပ်မေးတော့ခါတိုင်းဆိုရင်၄ချက်ကိုခိုးထားပြီး၄ချက်ဖို့ပဲဝယ်တာဖြစ်ကြောင်းဒီနေ့တော့၈ချက်ဖို့အပြည့်ဝယ်လာတာကြောင့်ပန်းတွေများနေတာဖြစ်ကြောင်းအမှန်တိုင်းပဲဝန်ခံလိုက်ပါတယ်။ဒီကနေ့မှဘာလို့မခိုးတော့တာလဲလို့မိဖုရားကထပ်မေးတော့ဘုရားရှင်ရဲ့တရားကိုနာယူပြီးတရားထူးရခဲ့တာကြောင့်မခိုးတော့တာဖြစ်ကြောင်းပြန်ဖြေတဲ့အခါမိဖုရားကစိတ်မဆိုးတဲ့အပြင်သူသိခဲ့တဲ့တရားကိုပါစိတ်ဝင်စားသွားပါတော့တယ်။ဒါကြောင့်သင်သိခဲ့တဲ့တရားကိုငါတို့ကိုလည်းပြန်ဟောပြပါလို့ပြောပြီးခိုးစုတ်တရားကိုပန်းနံတာတွေနဲ့ရေချိုးတန့်စင်စေပြီးပလင်ပေါ်မှာထိုင်စေကတရားဟောခိုင်းပါတယ်။ခိုးစုတ်တရားကျွန်မကလည်းသူနာယူခဲ့တဲ့တရားကိုပြန်လည်ဟောပြပါတယ်။တရားအဆုံးမှာတော့တာမာဝရီမိဖုရားနဲ့အချွေရန်900ကလည်းသောတာပန်တည်သွားကြပါတော့တယ်။အဲ့ဒီနေ့ကစလို့ခိုးစုတ်တရာဟာကျွန်အလုပ်တွေကိုမလုပ်ရတော့ပဲနေ့စဉ်ဖျားစီတရားသွားနာပြီးတော့တာမာဝရီမိဖုရားတို့ကိုတဆင့်ပြန်လဲဟောပြရပါတယ်။မိဖုရားကနတ်တော်အပြင်ထွက်လို့မရတာကြောင့်ဖျားရှင်ကိုဖူးတွေ့ခြင်းပေမဲ့ဖူးခွင့်မရပဲဖြစ်နေပါတယ်။ခိုးစုတ်တရာကိုအကူအညီတောင်းကြတဲ့အခါတိုက်ခန်းနိုင်ငံတွေကိုအပေါက်ဖောက်ထားပြီးတော့ဖျားရှင်ဆုံးခံကြွတဲ့အခါဖူးလို့ရနိုင်ကြောင်းအကြံပေးပါတယ်။တာမာဝရီမိဖုရားနဲ့နောက်လိုက်900ကလည်းတိုက်ခန်းနိုင်ငံအပေါက်တွေကနေပဲဖျားရှင်ကိုရှ िख ိုးပူဇော်ကြရပါတယ်။တနေ့တော့မာဂန္ဒီမိဖုရားကလမ်းလျှောက်ထွက်လာရင်းနဲ့တာမာဝရီမိဖုရားတို့ဖောက်ထားတဲ့အပေါက်တွေကိုမြင်တော့ဒါတွေကဘာဖြစ်တာလဲလို့မေးပါတယ်။မာဂန္ဒီမိဖုရားကမြတ်စွာဘုရားကိုရညွှတ်ထားတဲ့သူမှမတိကြတော့လူတွေကလည်းမြတ်စွာဘုရားမျိုးထဲကြွလာရင်ဖူးလို့ရအောင်အပေါက်ဖောက်ထားတာဖြစ်ကြောင်းအမှန်တိုင်းပဲဖြေဆိုကြပါတယ်။အဲ့ဒီတော့မှမြတ်စွာဘုရားဒီမျိုးမှာရှိတယ်ဆိုတာသိသွားပြီးတော့တာမာဝရီမိဖုရားတို့ကိုလည်းဘုရားရှင်ရဲ့တပည့်တွေဖြစ်နေတာကြောင့်တာမာဝရီမိဖုရားတို့ကိုပါဒုက္ခပေးဖို့ကြံစီပါတော့တယ်။မာဂန္ဒီမိဖုရားကဥဒိဏမြင့်စီသွားပြီးတော့အရှင်မင်းကြီးတာမာဝရီတို့ဟာနန်းတော်အပြင်ကယောက်ျားတွေနဲ့ပူးပေါင်းနေပါတယ်။အရှင်မင်းကြီးကိုလည်းမကြခင်ပဲအန္တရာယ်ပေးချလိုက်မယ်လို့ပြောပါတယ်။ဥဒိဏမင်းကမာဂန္ဒီရဲ့စကားကိုမယုံကြည်ခဲ့ပါဘူး။ဘလို့ပဲပြောမယုံတာကြောင့်မာဂန္ဒီကသူ့ကိုမယုံရင်ကိုယ်တိုင်လိုက်ကြည့်ပါလို့ပြောပြီးတော့တာမာဝရီမိဖုရားတို့ရဲ့တိုက်ခန်းအပေါက်တွေကိုလိုက်ပြပါတယ်။အဲ့ဒီခါဥဒိဏမင်းကဒါတွေကဘာတွေလဲလို့မေးတော့တာမာဝရီမိဖုရားကအမှန်တိုင်းပဲလျှောက်တင်ပါတယ်။ဥဒိဏမင်းကစိတ်မဆိုးဘဲနဲ့နံရံအပေါက်တွေကိုပြန်ပိတ်ခိုင်းလိုက်ပြီးစိတ်တိုင်းကြဖူးမြင်လို့ရအောင်အဆောင်မှာ၄တောက်ပြတင်းတွေတက်ပေးလိုက်ပါတော့တယ်။မာဂန္ဒီမိဖုရားလည်းအခဲမကြေဘဲနဲ့ဘုရားရှင်ကိုလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။မာဂန္ဒီမိဖုရားကဘုရားရှင်ကိုမယုံကြည်တဲ့မြို့ထဲကလူတချို့ကိုပတ်စံပေးပြီးတော့ဘုရားကြွလာရင်နောက်ကနေလိုက်ပြီးဆဲဆိုချင်းမောင်းထုတ်ကြဖို့အတွက်စေခိုင်းထားပါတယ်။ဘုရားရှင်ဆုံးခံကြွလာတဲ့အခါမာဂန္ဒီရဲ့လူတွေကနောက်ကနေလိုက်ပြီးတော့ဘုရားရှင်ကိုဆဲဆိုမောင်းထုတ်ကြပါတယ်။ဘုရားရှင်ကတိခံတော်မူပြီးတော့ပုံမှန်အတိုင်းနေတော်မူပါတယ်။မာဂန္ဒီကဘုရားရှင်ကိုဘာမှလုပ်လို့မရတော့ဘုရားကိုထောက်ပံ့နေတဲ့တာမာဝရီမိဖုရားတို့ကိုလှည့်ပြီးဒုက္ခပေးဖို့ကြံစီပြန်ပါတယ်။တရက်တော့ဥဒိဏမင်းကတေကြီးတောက်နေချိန်မာဂန္ဒီကအနီးနားကနေပြုစုနေပါတယ်။
အဲ့နောက်သူ့ရဲ့ဦးလေးမာကန်ဒီကိုကြက်အရှင်၈កောင်နဲ့ကြက်အသေး၈កောင်ယူခဲ့ဖို့အတွက်အဆောင်တစ်ယောက်ကိုစေခိုင်းလိုက်ပါတယ်ပထမဆုံးကြက်အရှင်၈កောင်ကိုယူလာခိုင်းပြီးတော့ပုရောဟိတ်ကြီးကမင်းကြီးအတွက်ဆက်တာခိုင်းလိုက်တာပါလို့ပြောတော့ဥဒိနာမင်းကသဘောကျသွားပါတယ်ကြက်တွေကိုအမြည်လို့ဖို့ဘသူကိုချက်ခိုင်းရမလဲလို့မေးတော့တာမာဝရီမိဖုရားကိုချက်ခိုင်းဖို့အတွက်မာကန်ဒီကအကြံပေးပါတယ်တေယီမှုနေတဲ့ဥဒိနာမင်းကလည်းအဆောင်ကိုခေါ်ပြီးတော့သွားဒီကြက်တွေကိုကိုယ်တိုင်တက်ပြီးအမြည်ချက်လိုက်ပါလို့ပြောပါဆိုပြီးတာမာဝရီစီကိုစေခိုင်းလိုက်ပါတယ်တာမာဝရီမိဖုရားကလည်းငါတို့ကအသက်ရှင်နေတဲ့တတ္တဝါကိုမတက်ဘူးလို့ပြောပြီးတော့ဘရင်စီကိုပြန်လည်ပေးအပ်ခိုင်းလိုက်ပါတယ်ဒီအကွက်ကိုစောင့်နေတဲ့မာကန်ဒီကအရှင်မင်းကြီးကြည့်ထားပါသူတို့တတ္တဝါအသက်ကိုတက်လားမတက်လားသိရပါလိမ့်မယ်ဖះရှင်အတွက်ချက်ပြီးကတ်လိုက်ပါလို့ပြောပြီးနောက်တစ်ခါထပ်ပြီးတော့ခိုင်းကြည့်ပါအောင်ဆိုပြီးဥဒိနာမင်းကိုပြောပါတယ်ဥဒိနာမင်းကလည်းမာကန်ဒီပြောတဲ့အတိုင်းပဲအဆောင်ကိုပြောပြီးတော့ကြက်တွေကိုတာမာဝရီမိဖုရားစီပြန်ပို့ခိုင်းလိုက်ပါတယ်အဲ့ဒီအခါမှာမာကန်ဒီကဥဒိနာမင်းမသိအောင်ကြက်အသေး၈កောင်နဲ့လဲပြီးတော့ပို့ခိုင်းလိုက်ပါတယ်အဆောင်ကတာမာဝရီမိဖုရားတို့ကိုဖះရှင်အတွက်ဒီကြက်တွေဟင်းချက်ပြလိုက်ပါဆိုပြီးတော့ကြက်အသေး၈កောင်ကိုပြန်လာပို့ပါတယ်ဒီတစ်ခါမှာတော့ကြက်တွေကတေပြီးသားဖြစ်တာကြောင့်တာမာဝရီမိဖုရားကလက်ခံလိုက်ပါတယ်ဥဒိနာမင်းကအချင်းကြီးဘလို့လဲဆိုပြီးတော့အဆောင်ကိုမေးတော့ဖះရှင်အတွက်လို့ပြောလိုက်တာနဲ့တာမာဝရီမိဖုရားကကိုယ်တိုင်ထပြီးကြက်တွေကိုယူပါတယ်လို့ပြန်လျှောက်ပါတယ်မာကန်ဒီကတာမာဝရီမိဖုရားဟာတရဝါသက်ကိုမတက်ဘူးဆိုတာသိထားတာကြောင့်ကြက်အရှင်နဲ့အသေးကိုလှည့်ကွက်ဆင်ပြီးတော့လဲလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီအခါမာကန်ဒီကအရှင်မင်းကြီးတွေ့ပြီမလားရှင်မင်းကြီးအတွက်ဆိုတော့ကတော့မယူဘူးယဟန်ကောရမအတွက်လို့ပြောလိုက်တော့ကြက်တွေကိုကိုယ်တိုင်ယူတယ်အပြင်ကယောက်ျားတွေနဲ့ပူးပေါင်းနေပါတယ်လို့ပြောတော့ကလည်းအရှင်မင်းကြီးကကျမစကားကိုမယုံခဲ့ဘူးလို့ပြောလိုက်ပါတော့တယ်ဒီတစ်ခါမှာတော့ဥဒိနာမင်းကလည်းတွေ့ဝေပြီးငြိမ်ကျသွားပါတယ်မာကန်ဒီကတော့နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာကိုကြံစီနေပြန်ပါတယ်ဥဒိနာမင်းကသူ့ရဲ့မိဖုရား၃ဦးဖြစ်တဲ့တာမာဝရီမိဖုရားဝါတုလတ္တမိဖုရားမာကန်ဒီမိဖုရားတို့စီကို9ရက်တစ်ကြိမ်စီအဆောင်ကူးပါတယ်တာမာဝရီမိဖုရားအဆောင်ကိုကူးဖို့2ရက်လောက်အလိုမှာမာကန်ဒီမိဖုရားကသူ့ဦးလေးကိုအဆွဲချိုးထားတဲ့အစိပ်ပြင်းမွေတကောင်ကိုယူလာခိုင်းပါတယ်ဥဒိနာမင်းကသူ့သွားလေယာမှာသူ့ရဲ့လက်ဆွဲတော်ဆင်နိုင်တဲ့ဆောင်းကိုယူသွားလေးရှိပါတယ်အဲ့ဒီဆောင်းမှာအပေါက်တစ်ခုပါတာကြောင့်မာကန်ဒီကမွေကိုအပေါက်ထဲထည့်ပန်းနဲ့ပိတ်ပြီးတော့2ရက်လောက်ပြစ်ထားလိုက်ပါတယ်ဥဒိနာမင်းတာမာဝရီမိဖုရားအဆောင်တော်ကိုကူးမဲ့နေ့ရောက်တော့မာကန်ဒီကအရှင်မင်းကြီးဘယ်မိဖုရားအဆောင်ကိုသွားမှလဲလို့မသိချင်အောင်ဆောင်ပြီးမေးပါတယ်တာမာဝရီမိဖုရားအဆောင်ကိုသွားမှဖြစ်ကြောင်းပြောတော့ညကအိမ်မက်တွေမကောင်းတာကြောင့်တာမာဝရီမိဖုရားအဆောင်ကိုမသွားပါနဲ့လို့တားပါတယ်ဥဒိနာမင်းကလည်းနားမထောင်ဘဲနဲ့သွားမှာပဲလို့ပြောတာကြောင့်ဒါဆိုရင်သူလည်းလိုက်ခဲ့မယ်လို့ပြောပြီးဥဒိနာမင်းနဲ့အတူလိုက်လာပါတယ်ဥဒိနာမင်းကပြန်ခိုင်းပေမဲ့အရှင်မင်းကြီးဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလို့ပြောပြီးတော့အတင်းလိုက်လာခဲ့ပါတယ်ဥဒိနာမင်းကလည်းတာမာဝရီမိဖုရားနဲ့နောက်လိုက်တွေရဲ့အပြုစုကိုခံယူရင်းစောင်းကိုခေါင်းရင်းမှထားကခဏတစ်ဖြုတ်အိပ်ဆက်ပါတယ်မာကန်ဒီကဟိုဒီဒီကြည့်သလိုနဲ့ရှောက်သွားပြီးတော့စောင်းအပေါက်ကိုပိတ်ထားတဲ့ပန်းကုန်းကိုဖယ်လိုက်ပြီးမွေကိုလွှတ်လိုက်ပါတော့တယ်2ရက်လောက်အထဲမှာပိတ်ခံထားရတဲ့မွေကထွက်လာပြီးတော့ဒေါသတကြီးနဲ့ပြတင်းဖြောင်မာတော့တယ်မာကန်ဒီကအရှင်မင်းကြီးမွေလို့អော်ပြီးတော့မိုက်လိုက်တဲ့ဘရင်ငါဒီလောက်အတန်တန်တားနေတာငါစကားကိုနားမထောင်ဘူးဒီမိန်းမတွေကလည်းရုံမာလာကြည်လားဘရင်ကြီးစီကနေဘာမှမရတာရှိလို့အခုလိုလုပ်ရတာလဲဆိုပြီးတော့ဂုံချောပါတော့တယ်တေဖေးနဲ့ကြုံတွေ့သွားတဲ့အခါမှာတော့ဥဒိနာမင်းလည်းထိတ်လန့်ပြီးမာကန်ဒီပြောခဲ့သမျှလုပ်ခဲ့သမျှတွေကိုအမှန်လို့ထင်သွားပါတော့တယ်တာမာဝရီမိဖုရားကတော့ငါတို့မှာတခြားအားကိုးရမရှိတော့ဘူးမင်းကြီးကိုရောမာကန်ဒီမိဖုရားကိုရောတခြားဘသူကိုမှဒေါသမထွက်ကြနဲ့မေတ္တာစိတ်ပဲထားကြပါဆိုပြီးသူ့ရဲ့နောက်လိုက်900ကိုစုံမပါတယ်ဥဒိနာမင်းကဒေါသထွက်နေတာကြောင့်အမှန်ကိုမသိတော့ပဲတာမာဝရီမိဖုရားနဲ့နောက်လိုက်900ကိုတန်းစီခိုင်းပြီးမြားနဲ့ပြစ်ဖို့လုပ်ပါတယ်တာမာဝရီမိဖုရားကိုရှေ့ဆုံးမှာထားပြီးမြားနဲ့ပြစ်လိုက်တဲ့အခါမှာတော့တာမာဝရီမိဖုရားတို့ရဲ့မေတ္တာဆွမ်းအားကြောင့်မြားကနောက်ပြန်လှည့်သွားပြီးဥဒိနာမင်းရဲ့ရင်ဝမှာရက်နေပါတော့တယ်ဒီတော့မှဥဒိနာမင်းကငါပြစ်လိုက်တဲ့မြားကကြောက်တုံးကိုတောင်ဖောက်ဝင်နိုင်တဲ့ဆွမ်းအားရှိတယ်ဘယ်အရာမှမတားဆီးနိုင်ဘူးအခုတော့နောက်ပြန်လှည့်ပြီးငါရင်ဝမှာချိန်ရွယ်နေပြီးအသက်မရှိတဲ့ဒီများကတော့တာမာဝရီရဲ့ဂုံကျေးဇူးကိုတည်သေးတယ်ငါကမသိနိုင်ခဲ့ပါလားလို့အတိတရားဝင်လာပြီးလေးနဲ့များကိုပြစ်ချလိုက်ကတာမာဝရီမိဖုရားရှေ့မှာရှ िख ိုးတောင်းပန်လိုက်ပါတော့တယ်တာမာဝရီမိဖုရားကသူ့ကိုရှ िख ိုးတောင်းပန်ဖို့မလိုကြောင်းဖះရှင်ကိုသာစီကပ်ကိုးကွယ်ပါဆိုပြီးဥဒိနာမင်းကိုပြောလိုက်တော့ဥဒိနာမင်းကဖះရှင်ကိုလည်းစီကပ်ပါမယ်တင့်ကိုလည်းစုတစ်ခုပေးပါမယ်ကြက်ရစုတောင်းပါလို့ပြောပါတယ်ဥဒိနာမင်းကဖះရှင်နဲ့တန်ခါ900ကို9ရက်တိုင်တိုင်ဆွန့်ကပ်ပြီးတာမာဝရီမိဖုရားကိုစုတစ်ခုတောင်းဖို့ပြောပါတယ်တာမာဝရီမိဖုရားကရွှေငွေတွေမလိုအပ်ပါဘူးနေတိုင်းဖះရှင်နဲ့တန်ခါ900နန်းတော်ထဲကြွနိုင်အောင်စီမံပေးပါလို့ဆုတောင်းတော့ဥဒိနာမင်းကဖះရှင်ကိုသွားလျှောက်ပါတယ်ဖះရှင်ကကိုယ်တိုင်နေတိုင်းကြွဖို့မဖြစ်နိုင်တာကြောင့်ညီတော်အာနန္ဒာဥဆောင်တဲ့တန်ခါ900ကိုကြွစေပါတယ်ဒီလိုနဲ့ဥဒိနာမင်းကလည်းသာသနာတော်ကိုကြီးညိုတဲ့မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်
မာဂန်ဒီမီဖျားကတော့သူ့လုံးသမျှတစ်ခုမှမအောင်မြင်လို့အကြီးကျယ်ဒေါသထွက်နေပြီးဘလို့ဒုက္ခထပ်ပေးရမလဲဆိုတာကိုသာကြံစည်နေပါတော့တယ်နောက်ဆုံးတော့မာဂန်ဒီမီဖျားကရက်ဆက်တဲ့လောက်ရတစ်ခုကိုလုပ်ပါတော့တယ်အဝတ်ပိတ်စတွေကိုမီးလောင်တဲ့စီတွေစွပ်ပြီးတာမာဝရီမီဖျားရဲ့နန်းဆောင်ကိုရစ်ပတ်ပြီးမီးရှို့လိုက်ဖို့အတွက်သူ့ဦးလေးမာဂန်ဒီပုံနာကိုစေခိုင်းပါတယ်တာမာဝရီမီဖျားနဲ့သူ့ရဲ့အချွေရန်တွေအားလုံးနန်းဆောင်တဲ့ရှိနေတဲ့အချိန်မှာမာဂန်ဒီပုံနာကတကားတွေပိတ်ပြီးတော့မီးရှို့လိုက်ပါတော့တယ်ပြေးလို့မရတော့တဲ့တာမာဝရီမီဖျားကတရားသဘောကိုသာဆင်ခြင်ကြဖို့ဆုံးမပြီးမီးလောင်လို့ဖြစ်ပေါ်လာတဲ့ဝေဒနာကိုအာရုံစိုက်ပြီးတော့ကမ္မထမ်းရှူရင်းနဲ့တရားသူအစင်းစင်းတက်ပါအားလုံးတည်ဆုံးကုန်ကြပါတော့တယ်ဥယျာဉ်တော်ကစားရောက်နေတဲ့ဥဒေနာမင်းကတာမာဝရီမီဖျားရဲ့နန်းဆောင်မီးလောင်နေဆိုတာကိုကြတော့အမြန်ပြန်လာခဲ့ပေမဲ့တာမာဝရီမီဖျားကိုကယ်ဖို့အချိန်မမီတော့ပါဘူးတာမာဝရီရဲ့ဂုံကျေးဇူးတွေကိုသတိရပြီးယူကျုံမရဒေါသဖြစ်နေတဲ့ဥဒေနာမင်းကဘသူလက်ချက်လဲဆိုတာတွေးကြည့်တော့မာဂန်ဒီရဲ့လက်ချက်ဆိုတာသိပေမဲ့တက်တည်ပြစရာမရှိတာကြောင့်မာဂန်ဒီဝန်ခံလာအောင်လုပ်ဖို့အတွက်ပရိယေဆင်ပါတယ်ဒါကြောင့်သူ့ရဲ့အမတ်တွေကိုလှမ်းပြောပါတယ်အမတ်မင်းတို့အရင်တုန်းကဆိုရင်ငါမှတတိဝိရိယထားပြီးကြောက်ကြောက်လန့်လန့်နဲ့နေရတယ်ငါ့ကိုဘယ်ချိန်မှတာမာဝရီကဒုက္ခပေးမလဲဆိုပြီးစိုးရိမ်နေခဲ့ရတယ်အခုတော့စိတ်အေးလက်အေးနဲ့နေလို့ရပြီလို့ဟန်ဆောင်ပြီးပြောလိုက်တော့အမတ်တွေကဘသူကများဒီလိုလုပ်ပေးတာပါလဲဖះဆိုပြီးတော့ပြန်လျှောက်ကြပါတယ်ငါ့ကိုချစ်မြတ်နိုးတဲ့တယောက်ယောက်ကကူညီတာဖြစ်မှာပဲလို့ဥဒေနာကပြောလိုက်တော့မာဂန်ဒီလည်းတကယ်ထင်သွားပြီးဒီကိစ္စကိုတခြားဘသူလုပ်နိုင်မှာလဲကျမပဲဦးလေးကိုစေခိုင်းခဲ့တာလို့ဝမ်းသာအားရနဲ့ပြောပါတယ်ဥဒေနာကလည်းငါ့အပေါ်မှာမင်းကလွဲပြီးတော့ချစ်တဲ့သူမရှိတော့ဘူးမင်းကိုစုပေးခြင်းနဲ့မင်းရဲ့မျိုးတွေအားလုံးကိုလည်းခေါ်လိုက်ပါဆိုပြီးတော့ပြောတော့မာဂန်ဒီမီဖျားကလည်းသူ့အမျိုးတွေအားလုံးကိုနန်းတော်စီမှာခေါ်လိုက်ပါတယ်အားလုံးရောက်လာကြတဲ့အခါဥဒေနာမင်းကအကုန်လုံးကိုဖန်ခိုင်းပြီးတော့နန်းတော်ဝင်းထဲမှာပဲချက်မြုပ်လောက်တဲ့တွင်းတွေတူခိုင်းလိုက်ပါတယ်အောက်ပိုင်းကိုတွင်းထဲမြုပ်အပေါ်ပိုင်းကိုကောက်ရိုးတွေပုံပြီးတော့အားလုံးကိုမီးရှို့တက်ခိုင်းလိုက်ပါတယ်မီးလောင်သွားတဲ့အခါထွန်သွားတွေနဲ့ထွန်ခိုင်းပြီးအပိုင်းပိုင်းပြက်ပြက်ဖြစ်အောင်လဲလုပ်ခိုင်းလိုက်ပါတယ်မာဂန်ဒီမီဖျားကိုတော့အသားတွေကိုဓာတ်နဲ့လှီမီးအိုးခင်းမှာကြော်ပြီးသူ့ကိုပဲပြန်စားခိုင်းပါတယ်ဒီလိုနည်းနဲ့ဥဒေနာမင်းဟာတာမာဝရီမီဖျားကိုမီးရှို့တက်ခဲ့တဲ့မာဂန်ဒီနဲ့သူ့လူအားလုံးကိုအပြစ်ပြန်လဲစီရင်ပေးလိုက်ပါတော့တယ်โอเคပါခင်ဗျာဒီတစ်ခေါက်မှာတော့မာဂန်ဒီမီဖျားနဲ့တာမာဝရီမီဖျားတို့ရဲ့ကြားကဒေါသရန်ညို့မြတ်တာတရားတွေရဲ့အားပြိုင်မှုကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုတင်သွားပေးအောင်မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာနားဆင်ပေးကြတဲ့တယောက်ချင်းစီအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ